ဒါချစ်တယ်လားလက်ကလေးတွေ့လို့ထားရင်စိတ်သိမ်းလာမှာဖို့လေးပြတွေဝဲနေအိုးအိမ်မက်တယ်လားဘယ်ဟင်းနေတကူလိုပဲခွေအပိုင်းဆိုင်ရမှာတာဆုံးရှုံးမှာပို့ကြောက်တယ်သူဒီစီပန်းလေးတပွင့်ဆိုရင်နေအောင်ကြီးလေးဖြစ်ခွေရခြင်းမီလေးပြေးလိုက်တော့ဝေးသွားချိန်မွေးပျော်ရင်တွင်နေဟန်လေးကိုဝေးကနေတိတ်တိတ်ကလေးပါပဲယူစားရယူမို့ဖြစ်ကိုယ့်ရဲ့ချစ်ဆုံးရဲ့ကိုလောင်ကျွမ်းရင်မရှင်တန်စေဒီချင်တာမင်းပြောနေရလားအပြုံးလေးကကိုရဲ့ကပါဝေးကွာလုံးတဲ့အိမ်မများထွက်ပေးစချင်ပါတယ်ရာရာအချစ်ဆိုတာဘာတိုင်းပြန်တကယ်မရှိတာဒီနေ့တော့မင်းသိမှာပါဒီစီပန်းလေးသူ့ထွက်ဒီအောင်ကြည့်လေးဖြစ်နေဝေးမှမြဲကိုခနာကိုမေးကြည့်ပါဦးမယ်အလားဆုံးပန်းလေးမို့မမောနေတာလားကွယ်စန္ဒလာရဲ့ဆွဲငင်အားကြောင့်များပင်လေကြီးကရောက်ရဲ့ဖြစ်တာလားအဖို့မေကန်စမလာရိတ်သာမြင်ခွင့်ရသူဒေးစီပန်းလေးတပွင့်ဆိုရင်နေအောင်ကြည့်လိုက်ဖြစ်ခွင့်ရခြင်းမိတယ်လေးပြေးလေးတူဝေးသွားချိန်ဝေးပျော်ရင်ွယ်နေဟန်လေးကိုဝေးကနေတိတ်တိတ်ကလေးပါပဲရှူစားရရုံမော့ပြေကိုရဲ့ချစ်ဆုံးရဲ့ကိုလောင်ကျွမ်းရင်မင်းရှင်တန်စေမြဲတည်ချင်တာ